ဒီနေ့မှာတော့ကျွန်တော်တို့ EFF Gas အဖွဲ့ကကြီးမြင့်နိုင်ဘူးတာအနီးမှာရှိတဲ့ဓမ္မမလေးထမင်းဆိုင်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဓမ္မမလေးထမင်းဆိုင်မှာရနိုင်တဲ့ဟင်းမျိုးစုံနဲ့အတူသတင်းကြွလာရဲ့အာဟာရဒါနအဖြစ်ဓမ္မမလေးထမင်းဆိုင်နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့အာဟာရဒါနပြုလုပ်သွားမှာဖြစ်ပါတယ်။ဗီဒီယိုနဲ့ကန်နဲ့ချက်တာကတော့ကွာခြားမှုကတော့ရှိတာပေါ့။ဒီ EFF ကန်နဲ့ချက်ရင်ကျွန်တော်ပြောချင်တာပေါ့နော်။မိကိုမမုံဘူး။တန်အိုးတွေလည်းမမဲဘူးပေါ့ဗျာ။လူလဲတက်တာလည်းပြီးတော့အကုန်ကြလည်းခက်ခါတက်တာလည်းပြီးတော့ဟင်းချက်တာလည်းသူကမြန်ဆန်တာပေါ့ဗျာ။ဒီခက်ရဲ့ဆွမ်းအားပေါ့ဗျာ။အခုလိုလာလူပေးတဲ့ EFF ကုမ္ပဏီကိုကျွန်တော်တို့ဓမ္မမလေးစလုံးကြီးထမင်းဆိုင်ကကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဗျာဒီမရှိတဲ့လူတွေစားရတဲ့အတွက်ဝမ်းလဲဝမ်းသာပါတယ်နောက်လဲဒီတက်မက EFF ဓာတ်ကုမ္ပဏီကိုလူနိုင်တန်းနိုင်ပါသေးလို့ကျွန်တော်ကဆုတောင်းပေးပါတယ်ဒီနေ့ပေါ့နော်မချင်မပဲနဲ့ဒီဒေါ်မမလေးဒီထမင်းဆိုင်မှာပေါ့နော်လာရောက်စားသုံးရင်းနဲ့ EFF Gas ကုမ္ပဏီကပေါ့နော်လူရန်ပေးတဲ့ဒီတစ်နှစ်တာထမင်းအာဟာရဒါနကိုစားသုံးခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီကုမ္ပဏီကလည်းဆက်ဆက်ပြီးတော့အောင်မြင်ပါစေဒီတက်ကပူပြီးရောင်းကောင်းပါစေအထွတ်ထက်ကိုရောက်ပါစေလို့ဆုတောင်းပေးပါရရှင်EFF အမြဲအနားရှိနေမှာ EFF အမြဲအနားရှိနေမှာ EFF အမြဲရှိနေမှာ